တရားကိုချစ်ခင်တရားကိုမြတ်တော်တရားကိုလွန်အင်ပဒမတန်ဖို့ထားကြကုန်သောတရားကမှာပေါင်းဆွေတော်မျိုးတော်ပေါင်းတို့အတွက်ထီပေါက်ခါရဟုနာမည်ရသောအင်္ဂုတ္တပါဠိတော်လာခါရတော်မြတ်ကြီးကိုဥစဉ်ကနေပြီးတော့မေတ္တာကရုဏာရှိထားကဖြင့်ရွတ်ဖတ်ပူဇော်ပြီးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့တရားကမှာပေါင်းဆွေတော်မျိုးတော်အပေါင်းတို့ကယုံယုံကြည်ကြည်နဲ့နာယူမှတ်သားကြပါဦးဣတရခံဘိကဝေမမတဝကနံဘိက္ခုနံပထမံတလာကံကနန္တနံယတိတံကုဏတနောဣတိနာသစ္စာဝိစေနတထာမေဟောတုတပ္ပရာဣတရခံဘိကဝေမမတဝကနံဘိက္ခုနံပထမံတလာကံကနန္တနံယတိတံကုဏတနောဧတေနာသစ္စာဝိစေနတထာမေဟောတုတပ္ပရာဣတရခံဘိကဝေမမတဝကနံဘိက္ခုနံပထမံတလာကံကနန္တနံယတိတံကုဏတနောဧတေနာသစ္စာဝိစေနတထာမေဟောတုတပ္ပရာ